မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့တမန်ကျမ်းစာမှာသခင်ယေရှုပြောခဲ့တဲ့ဒုတိယမွေးဖွားခြင်းအကြောင်းကိုအတူတကွလေ့လာပြီးတော့မျှဝေလိုပါတယ်အဲ့တော့ဒုတိယမွေးခြင်းဆိုတာဘာကိုပြောတာလဲနော်အဲ့တော့ဒုတိယမွေးခြင်းဆိုတာကတန်ရှင်းသောဝိညာဉ်တော်အပြင်အသက်သောအသက်တာမွေးဖွားခြင်းဖြစ်ပါတယ်သခင်ယေရှုခရစ်တော်ကိုယုံကြည်တယ်ဆိုတာကကျွန်တော်တို့ဟာသခင်ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်တယ်ဆိုရင်ကျွန်တော်တို့ရဲ့အသက်တာလူဟောင်းဟာသခင်ယေရှုနဲ့အတူတူလဝါကတိုင်မှာတည်သွားတယ်လို့နော်မှတ်ယူပါတယ်ပြီးတော့မှသခင်ယေရှုခရစ်တော်ဟာရှင်ပြန်ထမြောက်တဲ့ကဲ့သို့ကျွန်တော်တို့ဟာလည်းအသက်သောအသက်တာ၌ကျင့်လည်ရမယ်လို့တမန်ကျမ်းစာကဖော်ပြပါတယ်ဒါကြောင့်သခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းဟာနော်ကျွန်တော်အပြစ်ကိုနောင်တရခြင်းနဲ့အတူအသက်တာအဟောင်းတည်ပြီလို့မှတ်ယူပြီးတော့မှသခင်ယေရှုခရစ်တော်ဟာရှင်ပြန်ထမြောက်တဲ့ကဲ့သို့ကျွန်တော်တို့ဟာလည်းအသက်သောအသက်တာနဲ့ကိုယ်စိတ်ကြိုက်အသက်မရှင်တော့ဘဲနဲ့နှုတ်ကပတ်တော်တမန်ကျမ်းစာမှာလမ်းပြတဲ့အတိုင်းနော်သခင်ယေရှုရဲ့နှုတ်ကပတ်တော်တွေကိုစောင့်ထိန်နာခံပြီးတော့မှအသက်ရှင်ရှောက်လန်းခြင်းလည်းဖြစ်ပါတယ်နော်အဲ့လိုအသက်ရှင်ရှောက်လန်းခြင်းအပြင်အသက်တာအသက်မှာရှောက်လန်းလာတာနဲ့အမျှကျွန်တော်တို့ကိုတန်ရှင်းသောဝိညာဉ်တော်ကလမ်းပြပြီးတော့မှတွင်တင်ပြီးတော့မှကျွန်တော်တို့အထက်မှာတန်ရှင်းသောဝိညာဉ်တော်ကတုထိတင်တွင်တင်ခြင်းအဖြစ်ဘုရားသခင်ရဲ့မေတ္တာကိုခံစားသွားရခြင်းဘုရားသခင်ရဲ့အလိုတော်ကိုပို့သိသွားခြင်းဘုရားသခင်ကိုခေါင်းမှာပဲသိတဲ့အဆင့်ကနေပြီးတော့မှနှလုံးသားထဲမှာခံစားပြီးသိသွားခြင်းကိုဒုတိယမွေးခြင်းလို့ခေါ်ပါတယ်အဲ့တော့ကောင်းကင်နိုင်ငံကိုတွားကျင်တဲ့ခရိယန်တယောက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒုတိယမွေးခြင်းကမဖြစ်မနေရှိဖို့လိုပါတယ်ဒုတိယမွေးဖို့လိုပါတယ်။ဘာကြောင့်လဲဆိုရင်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး3မှာသခင်ယေရှုခရစ်တော်ကနိဂောဒင်ကိုဘာပြောလဲဆိုရင်ဒုတိယမွေးခြင်းမခံဘူးဆိုရင်ကောင်းကင်နိုင်ငံကိုမမြင်ရသလိုဝင်လည်းမဝင်ရဘူးလို့ပြောခဲ့တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဟာကောင်းကင်နိုင်ငံတကယ်တွားကျင်နေဆိုရင်ဒုတိယမွေးဖို့လိုပါတယ်။ဒီလောကမှာချမ်းသာကျမ်းမာခြင်းနဲ့အောင်မြင်ကောင်းစားခြင်းနဲ့ဆိုရင်တော့ဒုတိယမွေးအရေးမကြီးဘူးเนาะ။ဘာလို့သူတို့ကဒီလောကရဲ့ကျမ်းမာချမ်းသာအောင်မြင်ဖို့ဂုဏ်ဓာတ်အာဏာတွေနာမည်ကြီးခြင်းတွေကိုလိုချင်တာပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလောကအရာကိုပဲလိုချင်တဲ့เนาะလမ်းလွဲတဲ့ခရိယန်များအဖို့ကတော့ဒုတိယမွေးလည်းကိစ္စမရှိဘူး။ဒါပေမဲ့ကောင်းကင်နိုင်ငံကိုသွားခြင်းနဲ့ထာဝရငရဲကနေလွတ်ခြင်းတဲ့ခရိယန်အတွက်ကြတော့ဒုတိယမွေးဖို့လိုပါတယ်။အဲ့တော့ဒုတိယမွေးခြင်းဆိုတာဘာကိုပြောတာလဲဒုတိယမွေးခြင်းကရောဘယ်လိုမွေးနိုင်တယ်လဲနော်ဒီတစုံတယောက်သောနာမည်ကြီးတဲ့ဆရာကလက်တင်ဆွတောင်းပြီးရင်ဒုတိယမွေးတာလားမဟုတ်ပါဘူးเนาะအခြားသောဘာသာစကားပြောခြင်းဟာလည်းဒုတိယမွေးတာလားဒါကိုလည်းပြည့်စုံတယ်လို့ပြောလို့မရပါဘူးဒါဆိုဒုတိယမွေးခြင်းဟာတချို့သောခိုင်ကနတွေကပြောသလိုမျိုးရေနှစ်ချင်းခံလိုက်တာကဒုတိယမွေးတာလားဒါလည်းပြည့်စုံခြင်းမရှိပါဘူးဟုတ်ပြီဒါဆိုရင်ဒုတိယမွေးဖွားခြင်းဟာဘယ်လိုလဲဆိုရင်ဒုတိယမွေးအောင်ကျွန်တော်တို့လူတစ်စုံတစ်ယောက်ကလှုပ်ပေးလို့မရပါဘူးဘုရားသခင်ကသာလျှင်ဒုတိယမွေးစေတာဖြစ်တယ်ရှင်ဘောလူကလည်းရောမဩဝါဒစာအခန်းကြီး18ရောမဩဝါဒစာအခန်းကြီး8ခန်းငယ်နော်29-30လောက်မှာဗာပြောလဲဆိုရင်ထို့သို့ခွဲခန့်တော်သူတို့ကိုနော်ခေါ်တော်မူတယ်နံပါတ်1ကခေါ်ခြင်းနံပါတ်2ကခေါ်တော်သူတို့ကိုလည်းဖြောင့်မတ်ရာ၌တည်စေတော်မူတယ်။ဟောဖြောင့်မတ်ရာ၌တည်သွားပြီဒုတိယမွေးသွားပြီဆိုရင်နံပါတ်3အစဉ်ပါလာလဲဆိုရင်ထို့သို့ဖြောင့်မတ်ရာ၌တည်တော်သူတို့ကိုလည်းချီးမြှောက်တော်မူ၏လို့အဲ့ဒါရောမဩဝါဒစာခန်းကြီး8မှာရှင်ပေါလုကပြောခဲ့ပါတယ်။ဒါကြောင့်တကယ်ဒုတိယမွေးမဲ့ခရိယန်ကောင်းကင်နိုင်ငံသွားမဲ့ခရိယန်ကအသက်တာဟာတဖြည်းဖြည်းတစ်ဆင့်ချင်း step by step เนาะတက်လှမ်းရပါတယ်။အဲ့တော့နံပါတ်1အခြေခံကတော့ဘုရားသခင်ရဲ့ခေါ်ခြင်းဖြစ်တယ်။နံပါတ်2ကတော့ဗာလဲဖြောင့်မတ်ရာ၌တည်စေခြင်းဖြောင့်မတ်ရာ၌တည်စေခြင်းဆိုတာတနည်းအားဖြင့်ပြောမယ်ဆိုရင်ဘုရားသခင်ကပြုပြင်လေ့ကျင့်ပုံသွင်းတဲ့အချိန်ကာလကိုပြောတာဖြစ်ပါတယ်အဲ့တော့ဘုရားသခင်ကပြုပြင်လေ့ကျင့်ပုံသွင်းပြီးတော့မှဒုတိယမွေးလာပြီးနှုတ်ကပတ်တော်အုပ်ဆိုးခြင်းအပြင်တန်ရှင်းသောဝိညာဉ်တော်အုပ်ဆိုးခြင်းအပြင်အသက်ရှင်လာပြီဆိုရင်သူကဖြောင့်မတ်ရာ၌တည်သွားတယ်အဲ့လိုဖြောင့်မတ်ရာ၌တည်တော်သူဒုတိယမွေးတဲ့သူတန်ရှင်းသောဝိညာဉ်တော်အုပ်ဆိုးသောသူကိုဘုရားသခင်ကသူ၏နိုင်ငံတော်မှာချီးမြှောက်ပြီးတော့မှအသုံးပြုတယ်လို့ရောမဩဝါဒစာခန်းကြီး8ခန်းငယ်30မှာဖော်ပြထားပါတယ်။ဒါကြောင့်ကျွန်တော်ကဒီနေ့ခေါ်ခြင်းဖြောင့်မတ်ရာ၌တည်စေခြင်းချီးမြှောက်အသုံးပြုခြင်း၃ချက်ရှိပါတယ်။ဒါကိုသမ္မာကျမ်းစာထဲမှာကြီးမားတဲ့သက်သေဖြစ်တဲ့အာဗြဟံရဲ့အသက်တာနဲ့ကျွန်တော်ကြည့်အောင်နော်။အဲ့တော့အာဗြဟံကိုဘုရားသခင်ကကဘာဦးကျမ်းအခန်းကြီး7မှာ
ခေါ်ပါတယ်နော်ငါပြလက်တန့်သောပြည်သို့သွားပါဆိုပြီးတော့မှအာဗြဟံကိုခေါ်ပါတယ်နော်အဲ့တော့အဲ့လိုအာဗြဟံကိုဘုရားသခင်ရဲ့ခေါ်တဲ့အချိန်ဘုရားသခင်ကခေါ်တဲ့အချိန်မှာအာဗြဟံမှာယုံကြည်ခြင်းရှိပါတယ်နော်ဒါပေမဲ့ပြည့်စုံတဲ့ယုံကြည်ခြင်းတော့မဟုတ်သေးဘူးအဲ့တော့ယုံကြည်ခြင်းလုံးလုံးမရှိဘူးဆိုရင်လည်းအာဗြဟံကဘုရားသခင်နောက်ကိုလိုက်နိုင်မှာမဟုတ်ပါဘူးเนาะအဲ့တော့ဒါဆိုရင်အာဗြဟံမှာယုံကြည်ခြင်းရှိတယ်။ဘာကြောင့်လို့ယုံကြည်ခြင်းရှိတယ်လို့ပြောလဲဆိုရင်အဲ့ဒီအချိန်မှာကျွန်တော်ယနေ့မျက်မှောက်ခေတ်လို့တိုင်းပြည်တွေဟာနိုင်ငံတွေဟာရဲတွေနဲ့အစိုးရဌာနတွေနဲ့စနစ်တကျဖွဲ့စည်းထားခြင်းမရှိသေးပါဘူးเนาะအင်အားများတဲ့သူကသူ့အသားဝိုင်းနဲ့သူကာကွယ်ပြီးနေရတာဖြစ်တယ်အင်အားနည်းတဲ့သူနဲ့အင်အားများတဲ့သူမှာအင်အားများတဲ့သူကတော့အနိုင်ယူစမြဲပဲဖြစ်ပါတယ်အဲ့တော့အာဗြဟံကသူ့ရဲ့ဆွေမျိုးသားချင်းပေါက်ဖော်ထဲမှာကိုယ့်အသားဝိုင်းနဲ့ကိုယ့်ကိုကာကွယ်ပြီးနေရတဲ့အချိန်မှာဒီထဲကနေထွက်သွားတယ်ဆိုရင်အာဗြဟံကစိုးရိမ်စရာရှိတယ်။ငါရဲ့ဆွေမျိုးသားချင်းအသားဝိုင်းတွေကထွက်ပြီးသွားမယ်ဆိုရင်တခြားနိုင်ငံမှာတခြားပြည်မှာရှိတဲ့အင်အားကြီးတဲ့ငါတဲ့ကိုအင်အားကြီးတဲ့သူကငါ့ကိုတိုက်ပြီးတော့မှငါ့ကိုတတ်ပြီးတော့မှငါဥစ္စာပစ္စည်းတွေယူသွားရင်ဘယ်လိုလုပ်မလဲလို့တွေးကြောက်စရာရှိပါတယ်။ဒါပေမဲ့ဘာကြောင့်လို့အာဗြဟံအဲ့လိုတွေးမကြောက်ခဲ့လဲဆိုရင်အာဗြဟံကဘုရားသခင်ကိုယုံကြည်ခြင်းရှိခဲ့လို့အဲ့လိုတွေးမကြောက်ဘဲနဲ့ဘုရားသခင်ခေါ်တဲ့ငါပြလက်တန့်သောပြည်ကိုသွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အာဗြဟံကိုဘုရားသခင်ကခေါ်တဲ့အချိန်မှာအာဗြဟံမှာယုံကြည်ခြင်းရှိပါတယ်။ဒီလိုနဲ့အာဗြဟံကဘုရားသခင်နော်ခေါ်တဲ့နေရာကိုရောက်သွားပြီးနေထိုင်တဲ့အခါမှာပြဿနာတစ်ခုကြုံလာပါတယ်။အဲ့ဒီပြဿနာကဘာလဲဆိုရင်အစာခေါင်းပါခြင်းဖြစ်တယ်အဲ့တော့အာဗြဟံကဒီနေရာမှာဒုတိယမမွေးသေးတဲ့အတွက်ကြောင့်ဇာတိလူပဲဖြစ်နေသေးတဲ့အတွက်ကြောင့်ဒီလိုအခက်အခဲဖြစ်လာတဲ့အခါမှာစုမတောင်းတတ်သေးပါဘူးဒါကြောင့်သူဟာသူ့ရဲ့အတွေးခေါ်သူ့ရဲ့စဉ်းစားချက်နဲ့ဘာလုပ်လဲဆိုရင်ဒီဘုရားသခင်ပို့တဲ့လက်ရှိနေရာမှာအစာခေါင်းပါခြင်းဖြစ်လာတယ်ဒါဆိုရင်အစာပေါ်များတဲ့အကုတုကိုသွားမယ်ဆိုပြီးတော့မှသူကသူ့ရဲ့အတွေးခေါ်သူ့ရဲ့အကြံစီနဲ့အကုတုကိုသွားပါတယ်အဲ့တော့အကုတုကိုသွားတဲ့အခါမှာအကုတုမှာလည်းသူကအန်ဒီရဲ့စိုးရင်ပါတယ်ဘလို့စိုးရင်လဲဆိုရင်ငါမိမစာရဲကချောတယ်ဒါဆိုရင်ငါကသူ့ယောက်ျားလို့ပြောရင်ငါ့ကိုတတ်ပြီးတော့မှเนาะဒီနေ့သူတို့ကငါ့ကိုယူမှာငါမိမကိုယူသွားမှာစိုးလို့မိမရဲ့မင်းကငါမိမလို့မပြောဘဲနဲ့ငါညီမလို့ပြောပါဆိုပြီးတော့မှသူကလိန်ခိုင်းပါတယ်အဲ့လိုနဲ့တကယ်ပဲစာရဲရဲ့ချောချင်းကြောင့်မလို့ဖာရောဘုရင်ရဲ့နားစီကိုတယောက်စကားတယောက်နားနဲ့ရောက်သွားပြီးတော့မှဖာရောဘုရင်ကတိမ့်သွားခြင်းကိုခံရပါတယ်ဒါပေမဲ့အာဗြဟံကိုဘုရားသခင်ကရွေးကောက်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီကိစ္စကိုလည်းဘုရားသခင်ကဖြေရှင်းတယ်အဲ့ဒီခါမှာအာဗြဟံကဘာဖြစ်လဲခေါင်းမှာတီးတဲ့ဘုရားသခင်ကနှလုံးသားထဲမှာတီးလာတယ်အော်ငါ့ကိုခေါ်တဲ့ဘုရားသခင်ကတကယ်ကိုငါ့ကိုကာကွယ်နိုင်ပါလားဆိုတဲ့ယုံကြည်ခြင်းကတဆင့်ထပ်တိုးတက်လာတာဖြစ်တယ်ဒီလိုနဲ့အာဗြဟံကနောက်ထပ်ပြဿနာတစ်ခုထပ်ကြုံရတယ်ဒုတိယပြဿနာကဘာလဲဆိုရင်သူ့တူလောတနဲ့သူနဲ့အတူတူနေလို့မရတော့ဘူးဘာကြောင့်လဲဆိုရင်သူ့တူလောတမှာလည်းသွန်းနွားစိတ်တွေတိုးပွားလာတယ်အာဗြဟံမှာလည်းသွန်းနွားစိတ်တွေတိုးပွားလာတဲ့အခါမှာဇက်ချက်တစ်ခုထဲမှာနော်နေရာမဆန့်တော့တဲ့အခါမှာနွားချောင်းသားအချင်းချင်းရံဖြစ်ကြတယ်အဲ့ဒီအခါမှာအာဗြဟံကဘာပြောလဲဆိုရင်ငါတို့ခွဲနေကြဆိုစီးပွားတွေများလာပြီဆိုတဲ့အခါမှာလောတကိုစိတ်ကြက်ရွေးခိုင်းပါတယ်အဲ့တော့လောတကလူအမြင်အဖြစ်ရေပေါ်တဲ့မြက်ပေါ်တဲ့တောတုံဂေါမောရာကိုရွေးသွားခဲ့ပါတယ်ဒါပေမဲ့အာဗြဟံကတော့ကြောက်ဆောင်ကြောက်ကပါရေရှားတဲ့ဘက်ကိုကြံခဲ့တယ်အဲ့ဒီအချိန်မှာဘုရားသခင်ကအာဗြဟံကိုဘလို့အားပေးလဲကဘာဦးကျမ်းခန်းကြီး73ခန်းငယ်14မှာနော်အရှိအနောက်တောင်မြောက်ကိုမျှော်ကြည့်ပါတဲ့အားလုံးကိုငါပေးမယ်ဆိုပြီးတော့မှမင်းဟာရေမပေါ်တဲ့နေရာစကြက်မကောင်းတဲ့နေရာကိုရတော့ညာလဲမပူနဲ့ငါရှိတယ်ဆိုတဲ့ဘုရားသခင်ရဲ့အားပေးခြင်းကြောင့်ဒီဒုတိယအခက်အခဲအပြင်အာဗြဟံကယုံကြည်ခြင်းတိုးတက်လာပါတယ်နောက်ဆုံးတတိယပြဿနာနံပါတ်3ခုမြောက်ပြဿနာကဘာလဲဆိုရင်နော်ဒီနေ့တူတူလောတာဟာဒီနေ့မင်းကြီး၄ပါးမင်းကြီး၅ပါးစစ်ပြိုင်တဲ့ထဲမှာเนาะကျွန်တော်တူတူလောတာဘက်မှာရှိတဲ့မင်းကြီး၅ပါးကရှုံးတဲ့အတွက်ကြောင့်မလို့เนาะဒီနေ့တုံ့ပန်းဖြစ်ခေါ်ဆောင်သွားခြင်းကိုခံရပါတယ်အဲ့ဒီခါမှာအာဗြဟံကသူ့အိမ်မှာမွေးထားတဲ့ကျွန်318ယောက်နဲ့သွားပြီးတိုက်တဲ့အခါမှာဟိုဘက်ကစစ်သား4000ဒီဘက်မှာ318ယောက်ဘလို့ပဲတိုက်ညတိုက်ရှုံးမှာဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ကူညီမဆတဲ့အခါမှာအာဗြဟံကနိုင်လာခဲ့တယ်ဒါကြောင့်ဒီကိစ္စဟာဘုရားသခင်နိုင်စေတယ်ဆိုတာအာဗြဟံသိတဲ့အတွက်သူ့ရဲ့လက်ရဥစ္စာတွေကနေပြီးတော့ဆယ်ဖို့တဖို့ဘုရားသခင်ကိုလှူတယ်ဆိုတာလဲကဘာဦးချမ်းခန်းကြီး14မှာတွေ့ရပါတယ်ဒါ
ဒါကြောင့်အာဗြဟံကဒုတိယမွေးတယ်ဆိုတာဘယ်လိုမွေးလဲလွယ်လွယ်လေးနဲ့မွေးသွားတာမဟုတ်ဘူးဒီဒုက္ခပြဿနာ၃ခုကိုကြုံပြီးတော့မှသူခေါင်းမှာပဲအသိရှိခဲ့တဲ့ထာဝရဘုရားကိုနှလုံးသားထဲမှာတကယ်သိရှိနားလည်ခံစားသွားတဲ့အခါမှာသူ့ရဲ့အသက်တာကဒုတိယမွေးဖွားသွားတယ်ကဘာဦးချမ်းခန်းကြီး15အခန်းငယ်6မှာဘယ်လိုပြောလဲဆိုတော့အာဗြဟံသည်ထာဝရဘုရားကိုယုံကြည်သည်ဖြစ်၍သူ၏ယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူ၏ဆိုတာကအာဗြဟံဒုတိယမွေးတယ်လို့ဖော်ပြတာဖြစ်ပါတယ်ဒါကြောင့်ချစ်တော်မိတ်ဆွေများကျွန်တော်ဒုတိယမွေးခြင်းဆိုတာလူတစ်စုံတစ်ယောက်ကလှုပ်ပေးလို့မရဘူးဘုရားသခင်ရဲ့ပြုပြင်ခြင်းအပြင်ဒုတိယမွေးတာဖြစ်တယ်ဆိုတာသိပြီးတော့မှဒုတိယမွေးတဲ့အသက်တာဖြစ်အောင်ပြင်ဆင်ကြပါ